Dhamma alin yotan lai ma chu su ba I na sin du dai sai chuan da ko chan ma ba se pe yan khat tai kin yin cha ba se a long mingala a pao ne pi song ba seမိသားစုတစုရဲ့အနာဂတ်နဲ့ကံကြမ္မာကိုဘသူ့ကိုကြည့်ပြီးသိနိုင်မလဲဆိုတာသင်စဉ်းစားဖို့မှာသလားအိမ်တအိမ်ရဲ့စက်တရေမင်္ဂလာနဲ့ဘုံကံဟာအငယ်ဆုံးသားသမီးရဲ့ဘဝအပေါ်မှာဘလို့တက်ရောက်နေတယ်လဲဆိုတာကိုရောသတိထားမိပါသလားမိဘတွေရဲ့အပြုအမူနဲ့စိတ်နေစိတ်ထားတွေကသားသမီးတွေရဲ့အနာဂတ်ကိုဘလို့ပုံဖော်ပေးနေတယ်လဲဆိုတဲ့လျှို့ဝှက်ချက်ကိုသိချင်ပါသလားကျွန်တော်တို့ Dhamma Light Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာလောကမှာမိသားစုတစုကြီးပွားချမ်းသာခြင်းဘုံကံမြင့်မားခြင်းရှိမရှိဆိုတာကိုအကဲဖြတ်တဲ့အခါလူအများစုဟာအပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေကိုပဲကြည့်တတ်ကြပါတယ်။အိမ်ကြီးအိမ်ကောင်းရှိသလားမိဘတွေကယာရုဂုဏ်သိမ်းအာဏာရှိသလားဒါမှမဟုတ်သားအကြီးဆုံးသမီးအကြီးဆုံးကပညာတတ်ကြီးဖြစ်ပြီးစီးပွားရေးအောင်မြင်နေသလားစတာတွေကိုပဲကြည့်ပြီးဒီအိမ်ကတော့ကံကောင်းလိုက်တာဘုံကံကြီးလိုက်တာလို့သတ်မှတ်တတ်ကြပါတယ်။ဒါပေမဲ့ဘုရားဘာသာအမြင်ဓမ္မအမြင်နဲ့ရှေးပညာရှိသူတော်ကောင်းကြီးတွေရဲ့အမြင်မှာတော့ဒါဟာလုံးဝကိုကွဲလွဲနေပါတယ်။အိမ်တအိမ်ရဲ့စစ်မှန်တဲ့ဘုံကံစစ်မှန်တဲ့ကုသိုလ်ကံအကျိုးပေးကိုသိချင်ရင်အဲ့ဒီအိမ်ကအငယ်ဆုံးသားသမီးကိုကြည့်ရပါမယ်တဲ့။ဒီစကားကိုကြားလိုက်ရတဲ့အခါတချို့ကအံ့ဩသွားကြမယ်။တချို့ကအယူတီးတာလားလို့တွေးကြမယ်။တချို့ကလည်းအငယ်ဆုံးလေးအပေါ်ဝန်တို့ဝန်ပိုးပြီးစေတယ်လို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ဒါပေမဲ့ဒါဟာအယူတီးမှုမဟုတ်တယ်လို့တူးတယောက်ကိုအဖြစ်တင်ဖို့လည်းမဟုတ်ပါဘူး။ဒါဟာတန်တရာတကွိတ်မှာစုံစည်းလာကြတဲ့မိသားစုဝင်တွေကြားကအလွန်တိမ်မွေ့နှက်ဆိုင်တဲ့ကံကြီးအကျိုး Karma and Vipaka ကိုဖော်ပြနေတဲ့တရားသဘောတရားတစ်ခုသာဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီနှက်ဆိုင်တဲ့ဓမ္မသဘောတရားကိုအားလုံးနဲ့အတူလေ့လာကြည့်ကြရအောင်ပါ။ပထမဦးဆုံးအနေနဲ့မိသားစုတစုရဲ့ထိတိလာမှုတမိုင်းကြောင်းကိုဓမ္မရှုထောင့်ကနေပြန်လည်ဆင်ခြင်ကြည့်ကြရအောင်ပါ။လူငယ်နှစ်ယောက်အိမ်တောင်ကြပြီးပထမဆုံးရင်သွေးလေးကိုရရှိချိန်မှာသူတို့ဟာငယ်ရွယ်ကြသေးတယ်။လောကတန်ကိုကောင်းကောင်းမကြုံဘူးသေးဘူး။လောဘဒေါသမောဟစတဲ့ကိလေသာအဖူမီးတွေလည်းအားကြီးနေစေအချိန်ဖြစ်ပါတယ်။မိသားစုကိုတိဆောက်ဖို့ရုန်းကန်ရတဲ့ဒုက္ခတွေပြည့်နေပါတယ်။စီးပွားရေးမတည်ငြိမ်မှုအိမ်တော်ကြီးအစင်မပြေမှုအချင်းချင်းနားလည်မှုမရှိသေးတာတွေကြားထဲမှာပထမဆုံးကလေးဟာကြီးပြင်းလာရပါတယ်။သူဟာမိဘတွေရဲ့အမှားအမှန်စမ်းသပ်မှုတွေပူလောင်မှုတွေကိုတိုက်ရိုက်ခံစားရတဲ့သူဖြစ်ပါတယ်။အချိန်တွေကုန်လို့လာပြီးအလဲကလေးမွေးခွာလာချိန်မှာတော့မိဘတွေဟာနည်းနည်းပိုပြီးရင့်ကျက်လာပါပြီ။လောကဓာတ်ကိုအတန်အသက်ခံနိုင်ရရှိလာပြီ။ဒါပေမဲ့ဒါဟာအကူအပြောင်းကာလတစ်ခုသာဖြစ်ပါသေးတယ်။အလဲကလေးဟာမိသားစုရဲ့တည်ငြိမ်စာပြုလာတဲ့အချိန်နဲ့မတည်ငြိမ်သေးတဲ့အချိန်ကြားမှာကြီးပြင်းလာသူဖြစ်ပါတယ်။ဒါပေမဲ့အငယ်ဆုံးကလေးမွေးဖွားလာချိန်မှာတော့အရာအလုံးကပြောင်းလဲသွားပါပြီ။မိဘတွေဟာအသက်အရွယ်ရလာပြီးလောကဓာတ်ကိုကြောခိုင်းနိုင်လာပြီ။အတက်အကျပေါင်းများစွာကိုဖြတ်တန်းပြီးဖြစ်လို့သူတို့ရဲ့စစ်မှန်တဲ့စိတ်နေသဘောထားဟာအပြည့်စုံပွန်ပေါ်နေပါပြီ။မိသားစုရဲ့ကောင်းကံဆိုးကံတွေဟာအနေထိုင်ပြီးထင်ရှားလာတဲ့အချိန်ဖြစ်ပါတယ်။အဲဒီလိုအချိန်မျိုးမှာမွေးဖွားလာတဲ့အငယ်ဆုံးကလေးဟာမိသားစုရဲ့စစ်မှန်တဲ့လေးကြီးကိုအပြည့်စုံစုပ်ယူရရှိသူဖြစ်ပါတယ်။ဒီနေရာမှာဥပမာတစ်ခုနဲ့တွေးကြည့်ရအောင်ပါ။မိသားစုရဲ့တမိုင်းကြောင်းကိုမိသစက်နဲ့ခိုင်းနှိုင်းကြည့်ပါ။မိထွားခံရနေရမိဘတွေစတင်အိမ်ထုံကြချိန်ကညူစီးဆင်းလာတဲ့ရေတွေဟာလမ်းတစ်လျှောက်မှာကြည်လီနဲ့စိန်ဆန်းရေတွေရွှေနှွတ်တွေအမိုက်တွေတဲ့အားလုံးကိုတဲဆောင်လာပါတယ်။မြစ်ဝပိုင်းကိုရောက်တဲ့အခါအဲ့ဒီရေကအထက်ပိုင်းကပါလာသမျှကောင်းတယ်ဆိုတဲ့အားလုံးကိုစုစည်းလက်ခံရရှိပါတယ်။ထို့အတူပါပဲအငယ်ဆုံးကလေးဟာမိဘတွေဘိုးဘေးတွေစုဆောင်းခဲ့တဲ့ကံတရားတွေမိသားစုရဲ့အငွေအသက်တွေကိုအပြည့်စုံဆက်ရှုရရှိသူဖြစ်ပါတယ်။ထို့ကြောင့်အငယ်ဆုံးကလေးကိုကြည်ရင်အားဖြင့်မိသားစုရဲ့အတွင်းတန်တကာကိုအရှင်းလင်းဆုံးမြင်တွေ့နိုင်ပါတယ်။ဒါဆိုရင်အငယ်ဆုံးကလေးစီမှာဘာတွေကိုကြည့်ရမလဲ။မိသားစုမှာဗြဟ္မဆိုတရား၄ပါးဖြစ်တဲ့မေတ္တာကရုဏာမုဒိတာဥပက္ခတရားတွေထွန်းကားနေမယ်ဆိုရင်မိဘနှစ်ပါးဟာအချင်းချင်းသီလတမာတိပညာနဲ့အညီရိုးရိုးသေးသေးဆက်ဆံကြမယ်ဆိုရင်အိမ်မှာအမျက်ဒေါသတွေကင်းစင်ပြီးခန္တိတရားတွေကြီးစိုးနေမယ်ဆိုရင်
အဲ့ဒီလိုငိမ့်ချမ်းတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့အငယ်ဆုံးကလေးဟာစိတ်ထားနူးညံ့သိမ်မွေ့မယ်အေးချမ်းမယ်လောကကိုအကောင်းမြင်စိတ်နဲ့ချင်းကပ်နိုင်မယ်သူ့ရဲ့စိတ်အစဉ်ဟာတည်ငြိမ်နေပါလိမ့်မယ်ဒါဟာဘုံကံကြီးမားတဲ့မိသားစုရဲ့လက္ခဏာပါပဲစံကျင်ဘက်အနေနဲ့မိသားစုမှာဒေါသမာနအိတ်တဆမနာလိုခြင်းမစ္စရိယဝန်တိုးခြင်းတရားတွေလွှမ်းမိုးနေမယ်ဆိုရင်မိဘနှစ်ပါးဟာနေ့တိုင်းရန်ဖြစ်စကားများနေမယ်အချင်းချင်းနားလည်မှုမရှိဘူးအိမ်မှာအမုန်းတရားတွေပူလောင်မှုတွေပြည့်နေနေမယ်ဆိုရင်အဲ့ဒီလိုပတ်ဝန်းကျင်မှာမွေးဖွားလာတဲ့အငယ်ဆုံးကလေးဟာအလိုလိုနေရင်စိတ်ပူပန်မှုတွေများနေမယ်ဒေါသကြီးမယ်အကြောက်တရားတွေလွှမ်းမိုးနေမယ်မိသားစုနဲ့စိမ့်ကားနေပါလိမ့်မယ်သူဟာဘာအမှားမှမလုပ်ခဲ့ဘူးပေမဲ့မိသားစုကဖန်တီးထားတဲ့အကုသိုလ်အငွေ့အသက်တွေကိုနေ့စဉ်ရှူဆိုင်နေရလို့ပဲဖြစ်ပါတယ်ဒီနေရာမှာအလွန်အရေးကြီးတဲ့အချက်တစ်ချက်ကိုပြောချင်ပါတယ်အကယ်၍တင့်အင်ကအငယ်ဆုံးကလေးဟာစိုးသွမ်းနေမယ်စကားနားမထောင်ဘူးပုံကန်နေမယ်ဆိုရင်သူ့ကိုချက်ချင်းအဖြစ်မတင်လိုက်ပါနဲ့တပင်ကပင်မှာအတီးတွေခါနေတယ်ပုတ်နေတယ်ဆိုရင်အဲ့ဒီအတီးကိုအပြစ်တင်လို့မရပါဘူးအတီးဆိုတာအမိကနေစုပ်ယူရရှိတဲ့အာဟာရတွေကြောင့်ဖြစ်တည်လာတာပါအငယ်ဆုံးကလေးဟာအတီးအပွင့်သာဖြစ်ပြီးမိသားစုရဲ့လေထုမိဘတွေရဲ့ဆက်ဆံရေးဟာအမြင့်ဖြစ်ပါတယ်ကလေးဆိုးတယ်ဆိုတာမိသားစုရဲ့အတွင်းပိုင်းမှာမမြင်ရတဲ့စိတ်ပိုင်းဆိုင်ရာအနာတရားတွေပဋိပက္ခတွေရှိနေလို့ပဲဖြစ်ပါတယ်ဒါကိုစိတ်ပညာမှာမျိုးဆက်တစ်ဆက်မှာတစ်ဆက်သို့စိတ်တန်ရာကူးဆက်ခြင်းလို့ခေါ်ဆိုပြီးဗုဒ္ဓဘာသာမှာတော့မိသားစုကံကြမ္မာဆက်ဆံမှုလို့ခေါ်နိုင်ပါတယ်ကလေးတွေဟာမိဘတွေရဲ့စကားတွေကိုသာမကပဲမျက်နှာအမူအရာအသက်ရှူသန်းအိမ်ရဲ့လေထုစတဲ့မျက်မြင်မရတဲ့အရာတွေကိုပါအာယုံခံနိုင်စွမ်းရှိကြပါတယ်ဒါကြောင့်ကလေးကိုအပြစ်တင်မဲ့အစားမိဘတွေကိုယ်တိုင်ပြန်လဲဆင်ခြင်သုံးသပ်ဖို့ယောနိတောမနတိကာရလိုခတ်ပါတယ်လောကလူသားတွေသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတာရုပ်ဝတ္ထုပစ္စည်းတွေယာဓုတွေဘွေးလက်မှတ်တွေဖြစ်ပါတယ်ဒါပေမဲ့ဓမ္မအမြင်မှာတော့အဲ့ဓာတွေဟာအစစ်အမှန်မဟုတ်ပါဘူးမင်္ဂလာတုတ်တော်မှာဟောကြားထားတဲ့အတိုင်းတကယ်မင်္ဂလာတရားတကယ်ဘုံကံဆိုတာစိတ်ရဲ့ငြိမ်းချမ်းမှုပါပဲမိသားစုတစ်ခုရဲ့နှက်ဆိုင်တဲ့ဘုံကံကိုအငယ်ဆုံးကလေးရဲ့ချမ်းသာကြွယ်ဝမှုနဲ့မတိုင်းတာပါဘူးကလေးရဲ့ရင်ထဲမှာတည်ငြိမ်အေးချမ်းမှုရှိသလားဆိုတာနဲ့ပဲတိုင်းတာပါတယ်အချို့မိသားစုတွေဟာအရန်ချမ်းသာကြတယ်အကြီးတွေကလည်းအောင်မြင်ကြတယ်ဒါပေမဲ့အငယ်ဆုံးကလေးကတော့မူရစ်ဆေးသုံးတယ်လမ်းလွဲနေတယ်စိတ်သက်ကြနေတယ်ဒါဟာကံမကောင်းလို့မဟုတ်ပါဘူးအဲ့ဒီအိမ်မှာမေတ္တာကရုဏာဆိုတဲ့စစ်မှန်တဲ့ဘုံကံဒီခန်းကြောင်နေလို့ပဲဖြစ်ပါတယ်ဒီနေရာမှာဇလန်းလေးတစ်ပုဒ်ကိုမျှဝေခြင်းပါတယ်ကျေးလက်တောရလေးတကြွားမှာလယ်သမားဖခင်နဲ့ဈေးတယ်မိခင်တို့မိသားစုလေးတစုရှိပါတယ်သူတို့ဟာဆင်းရဲကြပေမဲ့ကိုချင်းတီလာကိုစောင့်ထိန်ကြတယ်မိဘနှစ်ပါးဟာဘယ်တော့မှရမ်းမထကြဘူးတားသမီးတွေရှေ့မှာမကောင်းတဲ့စကားတွေမပြောကြဘူးအမေလို့သူကအမြဲပြောတယ်ငွေကြေးဆိုတာရှာလို့ရတယ်ကုန်သွားနိုင်တယ်ဒါပေမဲ့ကောင်းတဲ့စိတ်ထားကတော့ဘယ်တော့မှမကုန်ဘူးတဲ့သူတို့မှာတားသမီး၄ယောက်ရှိပြီးအငယ်ဆုံးလေးဟာမိဘတွေအသက်50အရွယ်ရောက်မှမွေးလာတာပါအဲ့ဒီအငယ်ဆုံးလေးဟာအချမ်းသာဆုံးမဟုတ်ပါဘူးပညာအရေးချင်းအမြင့်ဆုံးမဟုတ်ပါဘူးဒါပေမဲ့သူဟာအမြဲတမ်းပြုံးရွှင်နေတဲ့စိတ်သဘောထားနူးညံ့တဲ့ဘသူနဲ့မဆိုတဲ့ဟောင်ပေါင်းတတ်ပါတယ်သူအနားမှာရှိနေရင်လူတိုင်းကစိတ်အေးချမ်းမှုကိုခံစားရပါတယ်ဒါဟာရှေးပညာရှိတွေပြောတဲ့နတ်ဆိုင်တဲ့ဘုံကံပါပဲမိဘတွေရဲ့မေတ္တာတီလစာရိတ္တတွေဟာကလေးရဲ့ရင်ထဲမှာအေးချမ်းတဲ့ရေကန်လေးတစ်ခုလိုတည်ရှိနေတာဖြစ်ပါတယ်ဒါဆိုရင်အစင်မပြေဖြစ်နေတဲ့မိသားစုတွေပူလောင်နေတဲ့အိမ်တွေအနေနဲ့ဘာဆက်လုပ်တင်တယ်လဲကလေးကိုရိုင်းနှံ့ဆုံးမာတာအတင်းအချက်ပြောင်းလဲခိုင်းတာတွေဟာအဖြစ်မဟုတ်ပါဘူးအတီးကိုပြောင်းခြင်းရဲ့အမြင့်ကိုပြင်ရပါမယ်ဗုဒ္ဓမြတ်စွာတွင်ကြားခဲ့တဲ့အတိုင်းအကြောင်းကိုပြင်မှအကျိုးကပြောင်းလဲမှာပါအမြင့်နာခုကိုပြုပြင်ရပါမယ်ပထမအမြင့်ကတော့မိဘနှစ်ပါးဇနီးမောင်နှမရဲ့သဟဇာလဖြစ်ဖို့ပါလင်းလက်မယားဟာတမစီဝိကတအသက်မွေးဝမ်းကြောင်းတူညီမှုအကျင့်တီလာတူညီမှုရှိမှုလိုပါတယ်အပြင်ဘက်ဟန်ဆောင်တာမျိုးမဟုတ်ဘဲအသွေးစိတ်ကနေအမှန်တကယ်နားလည်ခွင့်လွတ်မှုရှိရပါမယ်အတိတ်ကအမားတွေကိုခွင့်လွတ်ပြီးမေတ္တာနဲ့ဆက်ဆံတဲ့အခါမှာအိမ်ရဲ့လေတို့ကအလိုလိုအေးချမ်းသွားလိမ့်မယ်ဒုတိယအမြင့်ကတော့အတွင်းကအညိုးအာကရဒေါသတွေကိုရှော့ချခြင်းပါဒေါသဆိုတာပူလောင်တဲ့မီးပါအကျဲကျဲရန်ခစ်မှဒေါသမဟုတ်ပါဘူးကလေးကိုနှိမ်ချပြောဆိုတာတက်ပြင်းချတာသူများနဲ့နှိုင်းရှင်တာတွေဟာလည်းမမြင်ရတဲ့အစိတ်ငုပ်တွေပါနင်ကအတုံးမကျဘူးလို့ပြောမဲ့အစားအမေကသားကိုစိတ်ပူလို့ပါလို့ပြောင်းပြောတတ်ပါမယ်စကားပြောဆိုမှုပုံစံလေးတွေပြောင်းလဲလိုက်တာနဲ့အိမ်ရဲ့လေတို့ဟာကြီးမားစွာပြောင်းလဲသွားလိမ့်မယ်တတိယအမြင့်ကတော့တမ္မာဝါစာလှန်ကန်တဲ့စကားတွေကိုများများပြောခြင်းပါ
မေတ္တာပါတဲ့စကားကျေးဇူးတင်တဲ့စကားချီးမြှောက်တဲ့စကားတွေကိုနေ့စဉ်ပြောဆိုပေးပါညစာချက်ပေးတဲ့ဇနီးတွေကိုကျေးဇူးတင်တယ်ပကန်းဆေးပေးတဲ့သမီးလေးကိုကျေးဇူးတင်တဲ့စသဖြင့်တင်းငယ်တဲ့အရာလေးတွေကစပြီးအတိအမှတ်ပြုပေးပါဒါဟာမိသားစုအတွင်းမှာတန်ဖိုးထိုင်းလီးစားမှုယဉ်ကျေးမှုကိုတိဆောက်တာဖြစ်ပါတယ်စတုထအမြင့်ကတော့တိတ်ဆိတ်စွာကုသိုလ်ပြုလုပ်ခြင်းပါလူသိရှင်ကြားလှူဒန်းတာမျိုးမဟုတ်ပဲကိုချင်းတီလာစောင့်ထိန်ခြင်းသူတစ်ပါးကိုကွဲရတာမှအတင်းမပြောခြင်းတက်ကြီးဝယ်အိုတွေကိုယိုသေးခြင်းတက်နိုင်တဲ့လောက်ကူညီရိုင်းပင်းခြင်းစတဲ့ကိုနှုတ်စိတ်သုံးပါးလုံးရဲ့ကုသိုလ်ယူခြင်းဖြစ်ပါတယ်ဒီလိုမမြင်ရတဲ့ကုသိုလ်ကံတွေဟာမိသားစုကိုလွှမ်းကြုံစောင့်ရှောက်မဲ့အစွမ်းထက်ဆုံးအရာတွေဖြစ်ပါတယ်ပင်စမအမိကတော့သားသမီးတွေကိုမှန်ကန်စွာချစ်တတ်ခြင်းပါဗုဒ္ဓဘာသာမှာမေတ္တာနဲ့တဏှာဆိုတဲ့ဆွဲလာမှုကိုခွဲခြားပြထားပါတယ်ကလေးကိုအလိုလိုက်ပြီးဖြစ်စည်းတွေအကုန်ဝယ်ပေးတာဟာတဏှာနဲ့ချစ်တာပါစစ်မှန်တဲ့မေတ္တာဆိုတာကလေးရဲ့စိတ်ခံစားချက်ကိုနားလည်ပေးတာသူတို့ရဲ့အခက်အခဲတွေကိုအခက်အပြတ်မရှိပဲနားထောင်ပေးတာသူတို့ဘယ်တော့မှကြရှုံးပါစေအိမ်မှာအမြဲတမ်းနှွေးထွေးစွာကြိုးစိုးနေမယ်ဆိုတာကိုသိစေတာဖြစ်ပါတယ်ဒီလိုချွေမဲ့မရှိတဲ့မေတ္တာတရားဟာကလေးအတွက်အခိုင်အမာဆုံးစိတ်ပိုင်းဆိုင်ရာအုတ်မြစ်ဖြစ်ပါတယ်ဒီနေရာမှာအငယ်ဆုံးကလေးတွေအတွက်အထူးစကားလက်ဆောင်ပါခြင်းပါတယ်တဲ့အနေနဲ့နေရာတကာမှာအကိုအမတွေယူပြီးကြံတဲ့အရာတွေကိုသာရတယ်လို့ခံစားရကောင်ခံစားရနိုင်ပါတယ်မိဘတွေအိုမျက်နှာချင်းမှာတင်ကပဲအနီးကဖြူးစုရတယ်လို့ဝင်ပြီးနေလေလို့လည်းခံစားရနိုင်ပါတယ်အထီးချမ်းမှုတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့တင့်မိဘစုရဲ့ကံကြမ္မာအားတင့်အပြည့်မဟုတ်ပါဘူးတင်ခံစားနေရတဲ့နာကျင်မှုတွေမတည်ငြိမ်မှုတွေဟာတင့်အပြည့်မဟုတ်ပါဘူးဒါပေမဲ့သတင်းကောင်းတစ်ခုကတော့တင့်ဟာအဲ့ဒီတန်တရားဆက်ဝိုက်ခီကိုထက်ချောင်းနိုင်သူဖြစ်ပါတယ်ကံဆိုတာပြောင်းလဲလို့မရတဲ့အရာမဟုတ်ပါဘူးတတိနဲ့ပညာကိုအသုံးပြုပြီးတင့်ရဲ့တုံ့ပြန်မှုတွေကိုပြောင်းလဲလိုက်ရင်ကံကြမ္မာတစ်ကိုဖန်တီးနိုင်ပါတယ်မိဘတွေကိုအဖြစ်တင်မဲ့အစားကရုဏာနဲ့ကြည့်ရှုပါသူတို့လည်းသူတို့ရဲ့အတိတ်ကံတွေနဲ့ဒဏ်ရာတွေနဲ့ရုန်းကန်နေကြသူတွေပဲဆိုတာကိုနားလေပေးလိုက်ပါနောက်ဆုံးအနေနဲ့ဥပမာလေးတစ်ခုပေးချင်ပါတယ်ယင်းဤစီးမီလေးတစ်ခုကိုမြင်ရောက်ကြည့်ပါစီကမိသားစုရဲ့ကုသိုလ်ကံမေတ္တာတဟဇာရဖြစ်ဖို့ပြီးမိစာကဆက်သွယ်ပြောဆိုမှုနားလည်မှုပါအငယ်ဆုံးကလေးဟာမီးတောင်လေးနဲ့တူပါတယ်စီပြနေပြီးမိစာကောင်းငင်မီးတောင်လေးဟာတည်ငြိမ်စွာလင်းထိုင်နေပါလိမ့်မယ်စီခမ်းပြီးမိစာညစ်ပတ်နေရင်တော့မီးတောင်လေးဟာမိတ်တုတ်နေပါလိမ့်မယ်ဒါကြောင့်မီးတောင်လေးကိုအဖြစ်တင်ပဲစီဖြည့်ပေးဖို့နဲ့မိစာကိုရှင်းပေးဖို့သာအရေးကြီးပါတယ်အပေါ်ပန်းရုပ်ဝိထုတွေကိုမကြည့်ပါနဲ့မိသားစုရဲ့အားနည်းဆုံးကလေးငယ်လေးငြိမ်းချမ်းနေသလားဆိုတာကိုပဲကြည့်ပါကုသိုလ်ကံဆိုတာနေ့စဉ်နှုတ်ထွက်စကားလေးတွေလောက်ရက်လေးတွေစိတ်ထားလေးတွေကနေစတင်တည်ဆောက်ရတာဖြစ်ပါတယ်အမြင့်ကငိမ့်ချမ်းရင်အတီးကအလိုလိုချိုမြေလာပါလိမ့်မယ်အားလုံးပဲဒီအတိတရားလေးတွေနဲ့မိသားစုဘဝကိုတာယာအေးချမ်းအောင်တည်ဆောက်နိုင်ကြပါစေခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုဘ ഹു တုတရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ဓမ္မလိုက် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာပြည်သားရာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ ငြိမ်းချမ်းခြင်းများယူဆောင်လာစိတ်နှလုံးကိုတန့်စင်စေမေတ္တာပွားများစေလိုသည်ဓမ္မရောင်ချီဓမ္မလိုက် YouTube channelဓမ္မရောင်ချီဓမ္မလိုက် YouTube channel